ပြီးတော့လည်းနန်းတာပေါ့ဘယ်ငါလုံးမှသာပေါင်မြတ်ငူဟာအသားမညောင်ရရှိရမင်းပေါက်ငါပေါက်တော့ဘောဟာငါလုံးမှသားရဲ့ဟိုဒီလိုလူ2ယောက်တယောက်ကလေးဒီစကားပြောတဲ့ဟာလှုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကအရင်ဆုံးအတစ်အရင်လှုပ်ရမယ်ကက်ကက်ဖြစ်ဖြစ် in short ဖြစ်ဖြစ်အဆင်ပြေတဲ့ဝင်လိုက်ပါတော့နောက်ပြီးအဲ့ဒီဟာကဗီဒီယိုဖိုင်ဖြစ်မှရမယ်နော်ဒီ MP3 ဖိုင်ကိုလုပ်မယ်ဆိုရင်လည်း MP3 ဖိုင်ကိုဓာတ်ပုံလေးထည့်ပြီးတော့မှဗီဒီယိုအရင်လုပ်လိုက်ပါတော့လုပ်ပြီးတော့အခါကျမှလုပ်လို့ရမှာဘယ်လိုလဲဆိုတာပြပေးမယ်နော်ကိုလုပ်ချင်တဲ့ဗီဒီယိုဖိုင်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်ထည့်လိုက်မယ်ထည့်ပြီးရင်ကျွန်တော်တို့အတန်ကိုတစ်ချက်နားထောင်လိုက်မယ်နော်ပြီးတော့လည်းနန်းတာပေါ့ဘယ်ငါလုံးမှသာပေါင်မြတ်ဒါဆိုရင်ဒါဒီကလေးလေးပြောပြသွားတဲ့အခန်းပေါ့နော်အဲ့ကလေးပြောပြသွားတဲ့အခန်းရောက်ပြီဆိုရင်ဗီဒီယိုဖိုင်လေးကိုတစ်ချက်ထောက်လိုက်မယ်ထောက်ပြီးရင်ဒီမှာဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်အောက်ကဒီကောင်လေးပေါ့နော်ဒါကဒီ in short မှာလည်းအတူတူပဲပေါ့နော်ဘယ် app ကိုသုံးသုံးဒီကောင်လေးကပါတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဒါဗီဒီယိုနှစ်ပိုင်းဖြတ်လိုက်တာနော်ဖြတ်ပြီးတစ်ချက်နားထောင်ကြည့်မယ်နော်အသားမညောင်ရရှိရမင်းပေါက်ငါပေါက်တော့ဘောဟာငါလုံးမှသားရဲ့ဟိုဒါဆိုရင်တော့ဒါသူ့အဖေပြောတဲ့အခန်းပေါ့နော်ဒါသူ့ဖေပြောပြီးသွားပြီးပထမကလေးလေးပြောပြီးသွားတာပေါ့နော်အဲ့တော့ဒီလိုမျိုးဒီတယောက်နဲ့တယောက်စကားပြောလို့ပြီးသွားတဲ့နေရာရောက်ပြီဆိုရင်ဒါမျိုးကျွန်တော်တို့ဒါလေးကိုနှိပ်ပြီးတော့မှဗီဒီယိုအပိုင်းနှစ်ပိုင်းခွဲမယ်ပေါ့နော်ပြီးရင်ဒီမှာထပ်နားထောင်ကြည့်လိုက်မယ်ကျပါဦးဖေးရဲ့โอเคဒါဆိုရင်ဒါဒီအဖေကလည်းအဖေမပြောပါဘူးဆိုတော့ဒါကလေးလေးပြောတဲ့အခန်းပေါ့နော်အဲ့တော့ဒီထဲမှာပါတာကြအတန်နှစ်တန်ပါတယ်အဖေတန်ပါမယ်သားတန်ပါမယ်ပေါ့နော်ဒီမှာတော့အကန့်3ကံပဲပါတယ်ပေါ့နော်ပထမပြောတဲ့ဟာကကလေးလေးပြောတဲ့အတန်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဦးဆုံးအတန်သွားသွင်းမယ်ဆိုတော့ကလေးအတွက်ပဲအတန်သွားသွင်းမယ်ဗျာကလေးပြောတဲ့ဟာကိုပဲအတန်သွင်းမှာဆိုတော့ကြတော့ဒီဒုတိယအခန်းကဒီမှာနားတော့ဒီသူ့ဖေပြောတဲ့အခန်းဖြစ်နေရနော်အသားမညောင်ရရှိအဲ့တော့သူ့ဖေပြောတဲ့အခန်းကိုကျွန်တော်တို့ကဒီမှာဗီဒီယိုတစ်ချက်ထောက်လိုက်မယ်ထောက်ပြီးရင်ဒီမှာတယောက်ကဒီ volume ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်အတန်ကိုနောက်ဆုံးဒီတိုးလိုက်မယ်ဒီလိုတိုးလိုက်ပြီဆိုလို့ချင်းဒါသူ့ဖေပြောတဲ့အတန်ပါမလာတော့ဗျာဒီမှာနားထောင်ကြည့်နော်ကလေးလေးပြောတဲ့အတန်ပဲပါမယ်သူ့ဖေပြောတဲ့အတန်လုံးဝပါမလာတော့ဘူးပေါ့နော်ဒီမှာသူ့ဖေပြောတဲ့အခန်းမှာပါတော့ဒါနောက်ဆုံးဒီကလေးလေးပြောတဲ့အခန်းပြန်ပြီးပါလာမယ်နော်ကျပါဦးဖေးရဲ့ဟုတ်ပြီဒါဆိုရင်အရင်ဆုံးဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ export ထုတ်လိုက်မယ်ဒီတိုင်းပဲလုပ်နော်တကူကူမှားသွားရင်မရဘူးဒီတိုင်းပဲလုပ်နော်ပြီးရင်တခါဒုတိယပေါ့နော်နောက်တစ်ပိုင်းတက်ထုတ်မယ်နောက်တစ်ပိုင်းညာဒါသူ့ဖေပြောတဲ့အခန်းပေါ့နော်အဲ့တော့သူ့ဖေပြောတဲ့အခန်းလို့ကျင်တာဆိုတော့ဒီမှာခုန volume ကိုပြန်ပြီးတော့မှသူ့ဖေရဲ့အခန်းကိုအတန်လေးပြန်ချဲ့လိုက်မယ်နော်အတန်လေးပြန်ချက်ပြီးတော့ဒီနေရာမှာကျကလေးရဲ့အတန်ကိုဖျောက်ရမယ်ဒီမှာကလေးရဲ့ဗီဒီယိုကိုထောက်မယ်ပြီးရင် volume ကိုနှိပ်ပြီးတော့မှအတန်ကိုနောက်ဆုံးဒီထားလိုက်မယ်ပြီးရင်နောက်ဆုံးကလည်းကလေးလေးပြောတဲ့အတန်ပေါ့နော်အဲ့တော့အဲ့ဖိုင်လေးကိုထောက်မယ်ထောက်ပြီးရင်ဒီမှာ volume ကိုထောက်မယ်အတန်ကိုလုံးဝတိုးပြလိုက်မယ်ဒီနေရာမှာကျတော့ကလေးပြောတဲ့အတန်မပါတော့ဘူးသူ့ဖေပြောတဲ့အတန်ပဲပါလာမှာပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီမှာexport ပြန်ထုတ်လိုက်မယ်ဗီဒီယိုနှစ်ပုဒ်ကိုကျွန်တော်ထုတ်ခဲ့ပြီပေါ့နော်ထုတ်ခဲ့ပြီဆိုတော့ကျတော့ဒါပြီးမှကျွန်တော်တို့မနေ့က download ဆွဲခိုင်းတဲ့ဒီ software တွေကိုသွားလိုက်မယ်ပေါ့နော်ဒီကောင်လေးတွေကိုသွားလိုက်မယ်ပြီးတော့ဒီမှာဒီကောင်လေးတွေကိုဝင်လိုက်ပေါ့နော်2ယောက်ရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ character က2ယောက်ပေါ့နော်ဒါကလေးနဲ့လူကြီးနဲ့ပြောတာဆိုတော့ဒီမှာကိုစင်ပြေမဲ့ character 2ယောက်ထဲက1ယောက်ကိုရွေးလိုက်မယ်ကောင်လေးဒီပုံလေးကိုယူလိုက်မယ်ယူပြီးရင်ဒီမှာကျတော့လေကျွန်တော်တို့2ယောက်ထဲမှာဆိုတော့ဒီကောင်ကိုအလဲတဲထဲမှာသွားထားလို့မရဘူးဘေးလေးကိုပေါ့နော်အဲမျိုးဘေးလေးကိုကပ်ပြီးတော့မထားလိုက်ဒီဘေးလေးကိုထားပြီးတော့မှ2ယောက်ထဲမှာဆိုတော့သူ့ကိုနည်းနည်းလေးသေးလိုက်မယ်ပေါ့နော်ဒီကောင်ကိုသေးခြင်းဒီမှာဒီကောင်လေးပါတယ်ပေါ့နော်ဒီမှာဒီ site ကိုဒီလိုမျိုးလေးတိုးလိုက်ရင်သေးသွားမယ်ဒီလိုမျိုးချက်လိုက်ရင်ကြီးလာမယ်ပေါ့နော်နည်းနည်းလေးဒါသေးလိုက်မယ်ပေါ့နော်ကိုလှမဲ့ထင်းတဲ့နေရာလေးပေါ့နော်အဆင်ပြေမဲ့နေရာလေးကိုရွေးပြီးတော့မှထားလိုက်ဒီလိုဘေးလေးကိုကျွန်တော်ထားလိုက်မယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့က2ယောက်ပုံလုံးမှာပေါ့နော်โอเคဒီမှာဒါလူပုံလေးထည့်ပြီးသွားပြီဆိုတော့အတန်ဖိုင်ထည့်ဖို့ကြတော့ဒီမှာဒီစာတန်းလေးနဲ့ပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင် gallery ကိုနှိပ်မယ် gallery ကိုနှိပ်ပြီးရင်ပထမကျွန်တော်အတန်သွင်းလာတာကကလေးလေးရဲ့အတန်ပေါ့နော်ကလေးလေးရဲ့အတန်ဆိုတော့ကြတော့ကျွန်တော်ကလေးလေးကိုအရင်ထည့်လိုက်မယ်ဒါလေးကလည်းကလေးလေးအတွက်လုံးမှာဆိုတော့ပေါ့နော်ဒီမှာဒါလေးကိုနှိပ်ပြီးခဏလေးစောင့်လိုက်မယ်ကလေးလေးအတွက်အတန်ရပြီပေါ့နော်ဒီမှာတစ်ချက်နားထောင်ကြည့်လိုက်မယ်ပေါ့ဘယ်ငါလုံးမှသာပေါင်မြတ်တွေ့လားဒီနေရာမှာလေသူ့ဖေပြောတဲ့နေရာမှာအတန်မပါတော့တွေ့လားပြီးမှသူပြောတဲ့နောက်ဆုံးအတန်လေးလာလိမ့်မယ်တစ်ချက်နားထောင်နော်ကျပါဦးဖေးရဲ့ဟုတ်ပြီဒါကျွန်တော်တို့လိုချင်တဲ့ပုံစံတိုင်းလေးရပြီပေါ့နော်ရပြီဆိုတော့ download ဆွဲဖို့ဒီမှာစာပြလေးနဲ့ download ဆိုတာရှိရပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီနေရာမှာပဲဆက်လုပ်မယ်နော်ဒီ bus ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီဆိုတော့ဒီကကြတော့ဒါအဖေအတွက်ဖြစ်သွားပြီပေါ့နော်ဒီမှာဒါလေးထည့်လိုက်မယ်ထည့်ပြီးခုနကဒီကောင်လေးကကြတော့ကောင်လေးကဒီဘက်မှာထိုင်နေရဆိုတော့သူ့ရဲ့အဖေကြတော့ကျွန်တော်ဒီဘက်ကိုနည်းနည်းလေးဆွဲထားလိုက်မယ်ဒီလောက်ကိုထားလိုက်မယ်ပေါ့နော်ဒီဘေးလေးကိုနည်းနည်းတိုးလိုက်မယ်တို့ဒီအတန်လုပ်ဖို့အတွက်ကြတော့ဒီစာတန်းလေးကိုနှိပ်လိုက်ပေါ့နော်ပြီးရင်ဒီအောက်ကစာတန်းပြလေးဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဖေရဲ့အတန်ယူမှာပေါ့နော်အဲ့တော့အဖေရဲ့အတန်ဖိုင်လေးကိုတစ်ချက်ထည့်လိုက်မယ်ထည့်ပြီးခဏစောင့်လိုက်မယ်ပေါ့နော်ဒီချက်နားထောင်ကြည့်လိုက်မယ်နော်ဒီမှာတွေ့လားအစာပိုင်းကလေသူပြောနေတဲ့အတန်မဟုတ်တော့ကြတော့ဒီမှာအတန်လုံးဝမပါဘူးအသားမညောင်ရရှိရမင်းပေါက်ငါပေါက်တော့ဘောဟာငါလုံးမှသားရဲ့ဟိုတဝက်မှာကြတော့သူ့ဖေပြောနေတဲ့အတန်လေးပေါ့နော်ဟုတ်ပြီအဲ့တော့ရပြီဆိုတော့ကျွန်တော်တို့ဒီမှာ download နှိပ်လိုက်မယ်ဒါဆိုရင်ဗီဒီယိုဖိုင်နှစ်ဖိုင်လုံးကျွန်တော်တို့တွေရသွားပြီနောက်ပိုင်းသွားပြီးတော့မှဒီနှစ်ခုကိုဆက်ကြမယ်ပေါ့နော်ဆက်မဲ့အခါကျတော့ဒီကက်ကကိုပဲကျွန်တော်သုံးမယ်ပေါ့နော်ကက်ကထဲဝင်လိုက်မယ်ပြီးရင် new ဗီဒီယိုနှိပ်လိုက်မယ်အဲ့တော့ခုနကတော့လှုပ်လာတဲ့ဗီဒီယိုဖိုင်လေးပေါ့နော်ဒီမှာပေါ့နော်အဖေနဲ့သားနဲ့ဗီဒီယိုဖိုင်လေးနှစ်ခုရလာပြီအဲ့တော့သူ့ဖေသူသားရဲ့ဗီဒီယိုဖိုင်လေးကိုတစ်ချက်နှိပ်မယ်ပြီးရင်သူ့ဖေဟာကိုနှိပ်မယ်အဲ့နှစ်ခုလုံးကိုအပ်လိုက်မယ်ပေါ့နော်ဒီလိုထည့်လိုက်ပြီထည့်လိုက်တဲ့အခါကျတော့ဒီမှာဒါသူ့ဖေရဲ့ဗီဒီယိုဖိုင်လေးနောက်ရောက်နေတယ်ပေါ့နော်ဒီမှာတွေ့လားဗီဒီယိုကနှစ်ခုကွဲနေရလေဒီလိုလေးတွေ့လိုက်မယ်ပေါ့နော်ဒီလိုလေးတွေ့တဲ့အခါကျရင်ဒီသူ့ဖေရဲ့ဗီဒီယိုဖိုင်လေးကိုတစ်ချက်ထောက်လိုက်မယ်ထောက်ပြီးအောက်ကမီနူးဘားလေးကိုရွှေ့လိုက်မယ်ပေါ့နော်ရွှေ့ပြီးဒီမှာမြားလေးနှစ်ချောင်း
ဒါမျိုးလေးဖြစ်နေတဲ့ over လေးဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့လိုနှိပ်လိုက်ပြီဆိုရင်ဗီဒီယိုနှစ်ခုကအပေါ်အောက်ဖြစ်သွားမှာပေါ့နော်အပေါ်ဖြစ်သွားတဲ့အခါကျတော့ဒီအောက်ကဗီဒီယိုဖိုင်လေးကိုတစ်ချက်ထောက်ပြီးတော့မှလက်မလေးနဲ့ဒီ screen ရဲ့ဘယ်ဘက်ချမ်းလေးကိုတွန်းပို့ပေးလိုက်ပါတော့ဒီတိုင်းလေးတွန်းပို့ပေးလိုက်ပါဒီအဆုံးထိထိရောက်သွားအောင်ပေါ့နော်ဒါဆိုရင်ဗီဒီယိုဖိုင်တစ်ခုကလည်းညီသွားပြီပေါ့နော်ဒါပေမဲ့ဒီမှာကျတော့သူ့ဖေရဲ့ဗီဒီယိုဖိုင်ကြီးပဲပေါ်တာပေါ့နော်သူသားရဲ့ဗီဒီယိုဖိုင်မပေါ်ဘူးအဲ့တော့သူ့ဖေရဲ့ဗီဒီယိုဖိုင်လေးကိုတစ်ချက်ထောက်လိုက်မယ်ထောက်ပြီးတော့ဒီကောင်ဟိုအောက်ဆုံးထိဆွဲလိုက်မယ်ဆွဲပြီးရင်ဒီမှာ map ဆိုတာလေးပါလိမ့်မယ်ပေါ့နော်ဒါ in short မှာလည်းအတူတူပဲဒီ map ဆိုတဲ့ဟာလေးပါလိမ့်မယ်ပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီပထမဦးဆုံးမြင်ရတဲ့ဒီ horizon နဲ့ရွေးပေးလိုက်ပေါ့နော်ဒါလေးကိုရွေးလိုက်ပြီဆိုရင်ဒီမှာဒီလို screen ကိုလက်ညှိုးနဲ့လက်မသုံးပြီးဒီအဝါရောင်တန်းလေးကိုလှည့်လိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးလှည့်လိုက်ပါမယ်ဒါမျိုးအလေတက်တီးလှည့်လိုက်မယ်ပေါ့နော်ရပြီဆိုရင်အမှန်ချင်းနေပြီးဒီမှာတစ်ချက်နားထောင်ကြည့်မယ်နော် ပြီးတော့လည်းနားမှာပေါ့ပဲငါလုံးမသာပေါက်ပြန် အသားမညောင်ရရှိရမင်းပေါ့ငါပေါ့တော့ဘောငါလုံးမလား ဆိုရင်သူတို့နှစ်ယောက်ကတယောက်ကလေးဒီစကားပြောတဲ့အတန်လေးဖြစ်သွားပြီပေါ့နော်ကျွန်တော်ဘာလို့ဒီအတန်တွေဖျောက်ပြီးတော့ဗီဒီယိုတွေ export ထုတ်လဲဆိုရင်ဒါမျိုးလေးရကျင်လို့ပေါ့နော်တကယ်လို့ကျွန်တော်တို့ကအတန်တွေတိုးထားပြီးတော့မှကျွန်တော်အခုလုပ်ပြခဲ့တယ်လို့မလုပ်ခဲနဲ့ပေါ့နော်ကိုယ့်အကူဗီဒီယိုတွေဖြတ်ပြီးတော့မှသွားလုပ်မယ်ဆိုရင်အဆင်မပြေဘူးပေါ့နော်ဗီဒီယိုတွေကအတန်တွေထက်နေရတွေလုံးဝညှိလို့မရတာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အခုကျွန်တော်ပြောထားတဲ့နီလန်လေးတိုင်းလုပ်မယ်ဆိုရင်ဒါကာလိုက်တာ2ယောက်ပဲပြော3ယောက်ပဲပြောအဆင်ပြေလိမ့်မယ်ပေါ့နော်ဒီမှာဆိုရင်ကာလိုက်တာ2ယောက်မကဘူး3ယောက်ထည့်လို့ရတယ်ဒီမှာအကျယ်ကြီးပေါ့နော်နောက်ထပ်လည်းတစ်ခုထည့်လို့ရသေးတယ်ပေါ့နော်ကဲဒါဆိုရင်တော့အားလုံးလုပ်တတ်ကြမယ်လို့ထင်ပါတယ်ခင်ဗျာ